ခေါက်ဆွဲတပွဲစာလောက်ပဲတန်ကြီးရှိတယ်ပကြီးကားတစ်ချက်ကနေဒေါ်လာ18တန်းကျော်တယ်ပကြီးကားတစ်ချက်ဘလို့ဖြစ်လာခဲ့တာလဲကမ္ဘာပေါ်မှာအထင်ရှားကြော်ကြားဆုံးပကြီးကားလို့ပြောလိုက်ရင်အခုကြည့်နေတဲ့သူရဲ့မျက်လုံးထဲမှာအရင်ဆုံးပြင်းမြင်မိမှာကဘယ်ပကြီးကားရဲ့ဖြစ်မလဲအနည်းဆက်ဆုံးပြင်းမြင်မိမှာကတော့နံပါတ်1မိုနာလီဇာရဲ့ပကြီးကားရှိမယ်နံပါတ်2အနေနဲ့ကတော့ပကြီးစရာဘင်းဆန်ဘန်ကိုရဲ့ Steady Night ဆိုတဲ့ပကြီးကားတစ်ချက်ကိုတော့မြန်မာတမ်းမိကြလောက်မှာပါအဲ့ဒီပကြီးကားရဲ့အပြင်ထူးထူးခြားခြားစိတ်ဝင်စားစရာအကြောင်းအရာတွေနဲ့ပြည့်နေနေတဲ့ The Great Way of Kanagawa ဆိုတဲ့ကမ္ဘာကျော်ပကြီးကားတစ်ချက်အကြောင်းကိုကျွန်တော်တို့တူတူလေ့လာကြည့်ကြပါမယ်နာမည်ကျော်ပကြီးစရာကြီးဟိုကူဆိုင်ရဲ့ Great Way ဆိုတဲ့ဒီကမ္ဘာကျော်ပကြီးကားကိုအပေါ်ယံတသားပဲကြည့်မယ်ဆိုရင်တော့အေယာမာလှိုင်းလုံးကြီးတွေရဲ့ပုံလို့ပဲမြင်ကြမှာပါတကယ်တော့ဒီပကြီးကားရဲ့နောက်ွယ်မှာလှုပ်ဝက်ထားတဲ့ဂျပန်နိုင်ငံရဲ့သမိုင်းကြောင်းများစွာရှိနေပါသေးတယ်ဆိုတော့ဒီပကြီးကားအကြောင်းကိုပြောမယ်ဆိုရင်ကျွန်တော်တို့လွန်ခဲ့တဲ့နှစ်ပေါင်း300ကျော်1639ခုနှစ်ဂျပန်နိုင်ငံရဲ့ဆာကိုကူလို့ခေါ်တဲ့တကားပိဝါဒကျင့်သုံးပြီးတော့ကမ္ဘာနိုင်ငံတွေနဲ့ဆက်သွယ်ဖြတ်ခဲ့တဲ့အချိန်ကာလတွေစီကိုပြန်သွားရမှာပဲဖြစ်ပါတယ်ဂျပန်နိုင်ငံကနှစ်ပေါင်း200ကျော်လောက်ထိဒီတကားပိဝါဒကိုကျင့်သုံးပြီးတော့နိုင်ငံတကာနဲ့အဆက်အသွယ်ဖြတ်ခဲ့တဲ့အကြောင်းရင်းကတော့နိုင်ငံခြားကယဉ်ကျေးမှုတွေဘာသာတရားကိုးကွယ်ယုံကြည်မှုတွေနဲ့အတူအမှုပညာလွှမ်းမှုတွေဟာဂျပန်နိုင်ငံရဲ့ပြည်တွင်းရေးအခြေအနေကိုမငြိမ်မသက်ဖြစ်စေနိုင်တယ်ဆိုတဲ့အကြောင်းပြချက်တစ်ခုတည်းနဲ့ပဲတကားပိဝါဒကိုနှစ်ပေါင်း200ကျော်ကြာလောက်ထိကျင့်သုံးခဲ့တာပဲဖြစ်ပါတယ်ဒီ Great Way ပကြီးကားကိုဖန်တီးခဲ့တဲ့ပကြီးစရာကြီးဟိုကူဆိုင်ကိုယ်တိုင်ကလည်းအဲ့ဒီခစ်စနစ်ဆိုးတွေကြားထဲမှာခက်ခဲခဲနဲ့ရှင်းတန်းဖြတ်တန်းခဲ့ရတာပဲဖြစ်ပါတယ်အဲအကြောင်းမလို့လေသူရေးဆွဲခဲ့တဲ့ဒီ Great Way ဆိုတဲ့ပကြီးကားထဲမှာဆိုလို့ရှိရင်အဲ့ဒီအချိန်အဲ့ဒီကာလာကဂျပန်လူမျိုးတွေရဲ့ခက်ခဲခဲနဲ့ဖြတ်တန်းခဲ့ရတဲ့ဘဝတွေအကြောင်းကိုအသေးသေးကြကြရေးဆွဲထားတာကိုကျွန်တော်တို့တွေ့ရမှာပဲဖြစ်ပါတယ်Great Way ဆိုတဲ့ပကြီးကားတွေကိုတတိချာလေးကြည့်မယ်ဆိုရင်ဒီမှာပြီးတော့ခက်ထန်နေတဲ့လှိုင်းလုံးကြီးတွေကြားထဲမှာအသက်လူပြီးတော့ရုန်းကန်နေရတဲ့ဂျပန်တန်ငါလီ၃စင်းနဲ့အတူတန်ငါတွေရဲ့ကြောင်ရွံ့မှုအားငယ်မှုတွေကိုပါတွေ့မြင်ခံစားရလောက်မှာပါအဲ့ဒါအပြင်ဂျပန်လူမျိုးတွေရဲ့အထွတ်မြတ်ထားတဲ့ဖူဂျီတောင်ရဲ့ပုံကိုလည်းနောက်ခံအနေနဲ့ရေးဆွဲထားပါသေးတယ်ဆိုတော့ဒီပကြီးကားရဲ့ဆိုလိုရင်းအတိတ်ပဲကိုခြုံငုံပြီးတော့သုံးသပ်ရရင်လိုင်းလုံးကြီးတွေနဲ့တူတဲ့ခစ်စနစ်ဆိုရဲ့လွှမ်းမိုးမှုတန်တွေကြားထဲမှာစိုးရင်ပူပန်မှုအပြည့်ကြောက်ရွံ့အားငယ်မှုအပြည့်နဲ့ရှင်သန်နေရတဲ့ဂျပန်လူမျိုးတွေဟာသူတို့အလေးမြတ်အထွတ်ထိပ်ထားတဲ့လှပတဲ့ဖူဂျီတောင်ရှိနေတယ်ဖူဂျီတောင်ရဲ့အလှတရားလူမျိုးပဲသူတို့ရဲ့ခိုင်မာတဲ့စိတ်ဓာတ်တွေနဲ့အတူဂျပန်လူမျိုးတွေရဲ့လှပတဲ့နေရတွေပြန်ရောက်ရှိရမယ်ဆိုတဲ့လေးနဲ့တဲ့အတိတ်ပဲကိုဖော်ဆောင်ထားတဲ့ပကြီးကားတစ်ချက်လိုပဲအနည်းဆက်ဆုံးကောက်ချက်ချရမှာပဲဖြစ်ပါတယ်တကယ်တော့ဒီပကြီးကားကိုဖန်တီးခဲ့တာကပကြီးဆရာကြီးဟိုကူဆိုင်တယောက်တည်းတော့မဟုတ်ခဲ့ပါဘူးဘာလို့လဲဆိုလို့ရှိရင်ဒီပကြီးကားကို Hublot Print ဆိုတဲ့သူမတူတဲ့ထူးထူးခြားခြားနီလန်းနဲ့ဖန်တီးထားခဲ့တာကြောင့်လို့ပဲပြောရမှာပါ Hublot Print ဆိုတာကတော့မင်ကန်စက်ကူဘောကပကြီးစရာမူရင်းရေးဆွဲထားတဲ့ပကြီးကားကိုအလွန်မှကြောတဲ့ cherry တစ်သားပြားပေါ်မှာကတ်လိုက်တယ်ပြီးတော့အဲ့ဒီပုံစံအတိုင်းတစ်သားပြားပေါ်မှာပုံစံတူထွင်းထုတယ်နောက်လိုအပ်တဲ့အရာအတိုင်းထွင်းထားတဲ့တစ်သားကောင်ချောင်းတွေအပေါ်မှာစစ်တုပ်ပြီးတော့ထက်ကအရေးအတွက်800လောက်ထိလက်လုံပုံနေဆက်လိုမျိုးရိုက်ထုတ်ပြီးတော့ဖန်တီးရောင်းချခဲ့တဲ့အမှုပညာလေးရတစ်မျိုးပဲဖြစ်ပါတယ်အဲကြောင့်မလို့လဲအဲ့ဒီခေတ်အဲ့ဒီခါကခေါက်ဆွဲတပွဲစာလောက်ပဲတန်ကြီးရှိခဲ့တယ်ဆိုပေမဲ့အချိန်ကြာလာတာနဲ့အမျှစီးသားကောင်းမွန်တဲ့ပကြီးကားအရေးအတွက်ရှားပါလာတာကြောင့်တိတ်မကြသေးခင်ကမှကျင်းပခဲ့တဲ့လီလံပွဲတစ်ခုမှဆိုရင်ဒေါ်လာ19.5 သန်းနဲ့ရောင်းချနိုင်ခဲ့တဲ့အမှုပညာမြောက်ကဘာကျော်ပကြီးကားတစ်ချက်ဖြစ်လာခဲ့ပါတယ်။ဘာပဲနေနေတဲ့ Great Way of Kanagawa ဆိုတဲ့ပကြီးကားကတော့ဂျပန်လူမျိုးတွေရဲ့ပျော်မြောက်တဲ့အမှုပညာလက်ရာတွေသူတို့ရဲ့ထက်သန်တဲ့စိတ်ဝိညာဉ်တွေပြည့်နေနေတဲ့ကဘာကျော်ပကြီးကားတစ်ချက်အနေနဲ့မှတ်တမ်းဝင်ခဲ့ပြီလို့ပဲဆိုရမှာပါဆိုတော့ဒီပကြီးကားနဲ့ပတ်သက်ပြီးတော့ကိုယ့်ရဲ့အထင်မြင်ကိုရေးပေးခဲ့လို့ရတယ်လို့ကိုယ့်ရဲ့အကြိုက်ဆုံးပကြီးကားတွေရှိတယ်ဆိုရင်လည်း comment မှာမှန်းခဲ့ပြီးလို့ရပါတယ်အားလုံးပဲအဆအရာရာအဆင်ပြေကြပါစေလို့ဒီနေ့ကနေဆန္ဒပြုလိုက်ပါတယ်ကျွန်တော်တော့ပြေးပါနောက်ထပ်ဗီဒီယိုတွေမှာပြန်တွေ့ကြပါမယ် bye